ကဲအားလုံးပဲမင်္ဂလာပါမန်ယူနိုက်တက်တင်းတို့ကတော့နော်ဒီနေ့ဒါအေဗာတန်ကိုနော်အဝေးကွင်းမှာတွားရောက်ကစားခဲ့ရနော်ဘလို့ပဲပြောတော့အခြေအနေတွေကမဟန်ပေမဲ့နော်ဒါကစားကွက်တွေကခက်ကစားခဲ့ရပေမဲ့နော်တကယ်ပဲလိုအပ်တဲ့အနိုင်တုံးမှတ်ကိုနော်ရယူနိုင်ခဲ့ပြီပဲဖြစ်ပါတယ်နော်ဘီဂျီမီရဲ့ဒါလပါလာတဲ့တွင်းကိုကြောင့်နော်ကျွန်တော်တို့တုံးပိုက်ရယူနိုင်ခဲ့ပါပြီနော်တစ်ချိန်တစ်ခါတော့ကကျွန်တော်တို့နော်အမူရေးလက်ထက်မှာဒီလိုအခွင့်အရေးတွေအခါကြုံခဲ့ပေမဲ့ဒီလိုအခွင့်အရေးတွေကိုကျွန်တော်တို့ကမိရဒါဖန်ဆုပ်နိုင်ခဲ့ခြင်းမရှိခဲ့ဘူးဒါပေမဲ့ယနေ့မိုက်ကယ်ကာရီရဲ့လက်ထက်မှာနော်ကျွန်တော်တို့ကနော်အခွင့်အရေးကောင်းမှုတွေကိုကျွန်တော်တို့အမိရယူနိုင်ခဲ့ပြီပဲဖြစ်ပါတယ်နော် top 4မှာဆက်လက်ရပ်တည်သွားပါပြီနော်ချယ်ဆီနဲ့ကလည်းကျွန်တော်တို့ကအမှတ်3မှတ်ဟာတိကွာဟောက်သွားပါပြီချယ်ဆီကတော့အမှတ်ဒါ45နဲ့ဒါ top 5မှာရပ်တည်သွားပါပြီနော်တစ်ဖက်မှာတော့လီဗာပူးကဒါ45မှတ်နဲ့ top 6မှာရပ်တည်သွားတယ်နော်ဒါဘရက်ဖို့ကတော့ဒါဟိုနေတာ Brighton ကိုရှုံးသွားတဲ့အတွက်သူကအစ်9မှာရပ်တည်နေမယ်ဆိုတော့ကမန်ယူတို့ကနော်ဒါမန်ယူရဲ့အထက်မှာ top 3မှာနော်ဒါ13မှာရပ်တည်နေတဲ့ဒါအိုက်စတိုဗီလာနဲ့ကလည်းဒါအမှတ်ကွာဟမှုကအနေငယ်ချင်းပြောင်းသွားပါပြီနော်အိုက်စတိုဗီလာက90တမတ်မန်ယူက48မှတ်ဟာလာမန်ယူတို့အတွက်နော်ပြောရင်းဆိုရင်နော်ဒါ top 3 တက်ပါနာအခြေအနေကဟန်လာပြီကဲဘလူကထင်ပါလေနော်ယာဒီအစမှာစုပ်ပြတ်တက်နေတဲ့မန်ယူကခုတ်ချိန်မှာဒီလူတွေတွေ့မြင်ရမယ်ဆိုတာဘယ်သူထင်ပါလဲနော်ပြောတော့နော်မန်ယူတို့ခရစ်စမတ်ဒီ25ရက်နေ့ဒါနျူကာဆယ်နဲ့ကန်ခဲ့တဲ့ဒါနျူကာဆယ်ကိုတော့အော်တိုဖုတ်ကွင်းကြီးမှာ1-0နဲ့နိုင်ခဲ့တဲ့ပွဲကလေးကယနေ့ဒီချိန်ထိမန်ယူကရှုံးပွဲမရှိသေးဘူးတာကြီးတို့မန်ယူကနော်6ပွဲနိုင်4ပွဲတည့်ရဆိုတဲ့ဒါရလက်တွေကျွန်တော်တို့တွေ့မြင်ရတယ်ဆိုတော့ကမန်ယူတို့နော်ဒီနေ့ပွဲမှာတော့နော်ဒါအပြစ်ပြောစရာတွေရှိပါတယ်နော်တစ်ဖက်တင်းတွေကိုနော်ဒါတောက်ကံဘောကနော်ဒီလောက်ထိပေးစရာကိုနော်အကြောင်းကိုမရှိပေမဲ့နော်ကျွန်တော်တို့တောက်ကံဘောတွေဒါခွင့်ပြုခဲ့ရတဲ့ဒါအခိုက်အတန့်တွေကနော်များလွန်းလာပါတယ်ဘာဖြစ်လို့လဲဆိုတော့နော်ဒီလိုတောက်ကံဘောတွေကခဏခွင့်ပြုလိုက်ရရင်တော့ဒါတစ်ခါမဟုတ်တော့တကူလောက်ဒါဝင်မှာဒါတောက်ဆုံး last minute ဒီမှာနော်မိနစ်80ဒါမိနစ်80 90ဒီကြားတွေမှာနော်မိနစ်80နဲ့90ကြားတွေမှာနော်တောက်ကောင်ပွဲတွေခဏပေးနေတာမြင်မကောင်းဒီအချက်လက်တွေကိုနော်မန်ယူတို့ရှေ့လာမဲ့ပွဲတွေမှာအနေငယ် queue ဆိုင်ရမယ်ဆိုတော့ကမန်ယူတို့ကနော်ဒီလိုတစ်ဖက်တင်းကနော်ကန်ဆစ်လမ်းကြောင်းတွေမှာပိတ်ပြီးဆော့လာပြီးဆိုမန်ယူတို့ကဂိုးရောက်ဖို့ရန်ခက်တယ်ဒါပေမဲ့ဒီနေ့ပွဲမှာအဲ့ဒီအခိုက်အတန့်တွေကိုနော်မန်ယူတို့ကြော်ဖြတ်နိုင်ခဲ့ပြီဘာဖြစ်လို့လဲဆိုတော့မန်ယူတို့အေဗာတန်ကိုခဏလေးပေးကင်လိုက်တဲ့အခိုက်အတန့်မှာမန်ယူတို့အငိုက်ဒီအေဗာတန်တို့အငိုက်မိသွားတယ်ဒါမန်ယူအေဗာတန်ကစားသမားတွေကနော်မန်ယူရဲ့ဒီဖက်ချမ်းမှာအများကြီးပုံလာတယ်အခိုက်အတန့်မှာမန်ယူတို့ကတော့ဒါကုညာနေပြီးတော့နော်အခွင့်ကောင်းကိုယူပြီးမှဒါအရှိမပြေးသွားနေတဲ့ဒါတောင်ပန်တိုက်စစ်ဖြစ်တယ်နော်အမမိုလမ်းပြီးတော့ဒါအမြင့်ဘောနဲ့ပေးပို့လိုက်တာကိုကအမောဒါတောင်ပန်တိုက်စစ်ဖြစ်တဲ့အမမိုကလည်းကောင်းမှုဆုံးလက်ခံရယူပြီးတော့နော်တစ်ဖက်မှာနော်ဒါတိုက်စစ်လမ်းကြောင်းကိုပြေးလာတဲ့ဒါဘေဂျမင်ဆက်စကိုကိုနော်ဒါခင်းပိတ်လိုက်တာလှကွာဘင်ဂျမင်စစ်စကိုကလည်းနော်ဒါအမားရွေးမရှိဘဲနဲ့နော်ဂိုတမားနဲ့ဒါပြပူးနဲ့1-1တွေ့တဲ့အနေထားမှာနော်လက်ပတိတ်တက်စွာပြီးဂိုးဖြစ်ပြောင်းလဲပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်နော်ဒီစစ်စကိုတွန်းရတဲ့အလုံးကနော်စစ်စကိုကရန်ကောင်းလို့ရသွားတာနော်တစ်ဖက်ဒါစစ်စကိုကအလွယ်တကူရသွားတာမဟုတ်ဘူးဒီတိုက်စစ်လမ်းကြောင်းကိုပြေးဖို့အတွက်နော်တစ်ဖက်ဒါအေဗာတန်တို့နောက်တန်းဇာသမားကြီးနဲ့ရှင်ပြီးပြေးခဲ့ရတာစစ်စကိုကဒါအပြင်းမြန်သွားလို့ဒီဂိုးကိုရသွားတာနော်ဒီကိုကနာအပြည့်မမြန်တဲ့ဒါတိုက်စစ်မှုတက်ရောက်တာဆိုရင်တော့မလွယ်ဘူးတစ်ဖက်တော့တန်းနေပြေးလာတဲ့လမ်းကြောင်းကိုဒီကောင်ကအမိရဒါပြေးလမ်းကြောင်းကိုကွာပြေးလာတာကွာကြော်တက်သွားတာဒါဘီဂျီမီကကြော်တက်ပြီးမှလပတိတ်ပိတ်သွင်းခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ကတကယ်ကိုလိုအပ်တဲ့အနိုင်3မှတ်ကိုဘီဂျီမီကရှာယူပေးခဲ့ပြီဒါအမမိုကလည်းနော်လပဆိုတာတိတ်တက်ဆိုတာနော်ဒါခင်းပေးတာဆိုတော့ကဘီဂျီမီကဒါ3ပွဲတိရှိပါပြီနော်ဘီဂျီမီကလာတဲ့အလုံးကြီးဆိုတော့ကတိုက်စစ်မှုကောင်းဆိုတာဒီလိုဖြစ်နေရမယ်နော်ဒါသူ့လှုပ်ရှားရှိတော့ကူဆက်လုပ်သွားရမယ်ဆိုတော့ကမန်ယူနိုက်တက်တို့ပြောတာနော်မန်ယူနိုက်တက်တို့ဒီဇင်ဘာ25ရက်နောက်ပိုင်းမှာနော်ကလေးကဒီနေ့ချိန်ကြီးမန်ယူကရှုံးပွဲမရှိသေးဘူးနော်နျူကာဆယ်ဦးဒါဒီဇင်ဘာ25ရက်နေ့မှာ1-0နဲ့အော်တိုဖုတ်ကွင်းမှာနိုင်တယ်ဆိုတော့ဂျာမန်ယူတို့ကတည်ရလီယူနိုက်တက်ကိုတည်ရနော်ဘန်လီကိုတည်ရဆိုတော့ကနော်ဝမ်ဟန်ကိုလည်းတည်ရကြာထားတယ်ဒီအခိုင်တက်တွေနော်မန်ယူကနောက်ဆုံး10ပွဲမှာနော်4ပွဲတည်ရ6ပွဲနိုင်ဆိုတော့မိုက်ကယ်ကာကြီးရဲ့လက်ထက်ဒီ6ပွဲမှာကြာတော့9ပွဲနိုင်တပွဲသေးရင်ဆိုတော့အနေထားကိုကျွန်တော်တို့ဒါမန်ယူနိုက်တက်တို့ရရှိထားတာပဲဖြစ်ပါတယ်ဆိုတော့ကမန်ယူနိုက်တက်တို့နော်အခုရှေ့လာမယ့်ပွဲဒီမှာနော်ခရစ်စတာပိတ်လင်းနဲ့တွေ့ဖို့ရှိတယ်အော်တိုဖုန်ကွင်းကြီးမှာနော်ဒါ Sunday မှာ morning မှာနော် 8am နော် American Standard Time ပေါ့ဆိုတော့ကအဲ့ဒီပွဲမှာလေကျွန်တော်တို့ကနော်မြေဖြစ်နဲ့အနိုင်3မှတ်ရယူဖို့ဒါရေးကြီးတဲ့အခိုက်အတန့်တွေမှာနော်အခုကဘွေးစင်တိုင်းတွေကနော်ဘေးတင်းနဲ့ဘေးတွေ့ဘေကောင်နဲ့ဘေးတွေ့ကဲဒါကပ္ပဖလားလိုမျိုးသဘောထားပြီးကန်ရမယ်နော်တစ်ဖက်မှာလည်းဒါချေစီတို့ကလည်းဒါ
ဒါချေစီကတစ်ဖက်မှာဒါမဲ့လာမဲ့ပတ်မှာချေစီကြတော့ဒါအာဆင်နယ်နဲ့ကန်ရမယ်ဆိုတော့ချေစီလည်းတိတ်မဟန်ဘူးเนาะလီဗာပူးကြတော့ဘွဲချောင်မယ်ထင်တယ်เนาะဆိုတော့လီဗာပူးတို့ချေစီတို့ဂီယူဆိုင်ရမယ်ဒီထားရမယ်ဒီတင်ထားမှာကျွန်တော်တို့ကအမှတ်တွေကတော့မြန်ဆုံး3မှတ်တွေเนาะမဖြစ်မနေဘူးเนาะပွဲတိုင်းလို့ရယူဖို့အရေးကြီးတယ်ဒါမှချန်ပီယံလိနှောင်းနေဝင်ဖို့အတွက်ပူပြီးမှတိတ်ချဆင်ပါလေကျွန်တော်မိုင်ယူဖန်ဒီနေ့တော့ကောင်းကောင်းကြုံတွေ့လိုက်ရပြီเนาะတစ်ဖက်မှာတပွဲပဲကြီးရတဲ့အခိုက်အတန့်တွေမเนาะကျွန်တော်တို့မခံစားနိုင်ဘူးနောက်နေ့မှာဒီလိုခက်တက်တွေကျွန်တော်တို့မကြုံချင်ဘူးဆိုတော့ကမိုင်ယူဖန်ဒီเนาะဒါမဖြစ်မနေကျွန်တော်တို့နောက်နေ့မှာချန်ပီယံလိပွဲတွေကြည့်ချင်တယ်မိုင်ယူဆိုတာเนาะရာဇဝင်ရိုင်းသွားမယ်ချန်ပီယံလိမဝင်ဘူးဆိုရင်เนาะကျွန်တော်မိုင်ယူနိုက်တက်တို့ရာဇဝင်ရိုင်းသွားမယ်ဒါချန်ပီယံလိကလည်းเนาะနောက်ဆိုပြောလို့မရဘူးမိုင်ယူနိုက်တက်ကခဏချန်ပီယံလိတွေမဝင်ဘူးဆိုရင်လေဒါချန်ပီယံလိပွဲစဉ်တွေကဒါလူစိတ်ဝင်စားမှုတွေကြောနေသွားမယ်တကယ်ပေါ့လားဒါမိုင်ယူမယုံကြည့်လိုက်မိုင်ယူပါလိဝင်သွားကြည့်လိုက်ယူပါလိမှာဆိုရင်တိလိုက်ခါလေတော့ရုပ်တံလွတ်ခါတွေကဈေးတွေတက်ပြီးမှလေဒါယူပါလိတို့ကပတ်စံတာရမ်းရသွားဒီလိုပဲချန်ပီယံလိမှာလေမိုင်ယူနိုက်တက်တို့ဒါလာကန်ဖို့အတွက်တော့ UEFA တို့ကလိုရှိမှာပဲဆိုတော့ကမိုင်ယူတို့အတွက်နော်မဖြစ်ဖြစ်ဒါအခွင့်အရေးကောင်းတွေဆက်လက်ပိုင်ဆိုင်ထားစေတော့တော့ဖုန်းဝင်ဖို့အတွက်ဆိုတော့ကမိုင်ယူတို့ရှေ့လာမဲ့ပွဲတွေမှာနော်ဒါအမားရွေးမရှိစွာနဲ့အနိုင်3မှတ်ရယူဖို့အရေးကြီးတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့နဲ့နော်ဘော်ဒါဒီကဲမန်ယူဟောင်ဖို့စောင့်နေတဲ့ကြာတစ်ဖက်ကနောက်စကူတီဖန်တွေကလည်းနော်ဒီနေ့မှာတော့ဒါနည်းနည်းအိုင်နေငယ်တော့နော်တော်ကီလေးတွေတော့ပိတ်သွားမှာပဲနော်လေးတန်လေးတွေတော့ပိတ်သွားမှာပဲဆိုတော့ကမန်ယူတို့ကဲကျွန်တော်တို့နောက်ဘက်မှာကျွန်တော်ဆက်လက်ပြန်တွေ့မယ်နော်ခရစ္စတာပေးလေးနဲ့ပွဲမှာအော်တိုဖုတ်ကွင်းကြီးမှာကျွန်တော်တို့ပြန်လဲစုံတွေ့မယ်နော်ဆိုတော့ကအားလုံးပဲဘိုင်ဘိုင်